ဒီကောင်လေးကငငယ်ကလေးကအမြဲတမ်းသွားထင်းကျိုးတွေတက်ထားခဲ့ရပါတယ်။ဘာလို့ဆိုသူ့ဖေကသွားဆရာဝန်ဖြစ်နေတာကြောင့်တကြလုံးဆိုတာသွားတွေအတွက်အစိတ်ပဲလို့တင်ပေးထားခဲ့တာကြောင့်ပါ။တရက်တော့သူ့ဖေကကောင်လေး9နှစ်တိုင်စုဆောင်းထားတဲ့တကြလုံးအထုပ်တွေကိုမိဖို့တွေပစ်ထည့်လိုက်တဲ့အခါမှာတော့ကောင်လေးမှာတကြလုံးတွေအေးပျော်သွားတာကိုကြည့်ပြီးရင်ခွဲမတက်ခံစားခဲ့ရတယ်။နောက်တစ်နေ့မိဖို့ကိုတက်ရှင်းအေးလုပ်တဲ့အခါမှာကောင်လေးကမီးမလောင်ပဲကျန်နေတဲ့ချောကလက်လေးတစ်တုံးကိုတွေ့သွားခဲ့တယ်။ဒီတော့သူလည်းသူ့ဖေမရှိတော့သူကအဲ့ဒီချောကလက်လေးကိုအမြန်ပဲမြည်စမ်းကြည့်လိုက်တယ်။ဒါကဝန်ကရဲ့ဘဝမှာပထမဆုံးအကြိမ်ချောကလက်ကိုစာဖူးလိုက်တာပါပဲ။အဲ့ဒီချိန်ကစပြီးသူမုံဘိုးရတဲ့အခါတိုင်းသူကချောကလက်တွေကိုတိတ်တဆိတ်ဝယ်စားနေခဲ့ပြီးတနေ့အကြာမှာတော့သူကချောကလက်စက်ရုံဖွင့်ချင်တယ်လို့သူ့ဖေကိုရုတ်တရက်ပြောလိုက်ပါတော့တယ်။ဒါပေမဲ့သွားဆရာဝန်ဖြစ်တဲ့သူ့ဖေကတော့ချောကလက်ကိုအီးထက်မုန်းတဲ့သူဖြစ်နေရကြောင်းတကယ်လို့မင်းသားနောက်ထပ်ချောကလက်တွေထပ်စားနေအောင်မယ်ဆိုရင်ဘယ်တော့မှအိမ်ပြန်မလာတော့နဲ့လို့ပြောပြလိုက်တယ်။ဒါပေမဲ့ချောကလက်တွေကိုဆွဲလန်းနေတဲ့ဝန်ကာကတော့နောက်လည်းမကြည့်ပဲအိမ်ကနေထွက်လာခဲ့ပြီးသူကနိုင်ငံတစ်ခုပြီးတစ်ခုလှည့်လည်သွားလာရင်ချောကလက်ပြုတ်လုပ်တဲ့ပညာရက်ကိုကျွမ်းကျင်အောင်သင်ယူနေခဲ့တယ်။နောက်ဆုံးသူပညာဆုံးလို့အိမ်ကိုပြန်လာတဲ့အခါမှာတော့တကယ်ပဲသူ့ဖေကအင်ကြီးတစ်ခုလုံးကိုပါသူမသိတဲ့နေရာကိုအပီးတိုင်ဆွေးပြောင်းသွားတာကိုတွေ့လိုက်ရတယ်။ဒီတော့နေစရာအိမ်မရှိတော့တဲ့ဝန်ကလည်းသူ့အိမ်မက်ကိုအကောင့်ထဲဖော်ပြီးချောကလက်စက်ရုံဖွင့်ဖို့လုံးဝစိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့15နှစ်လောက်ကြာတဲ့အခါမှာတော့ဝန်ကရဲ့ချောကလက်တွေကတကဘာလုံးမှာနာမည်ကြီးသွားပြီးသူကကမ္ဘာအကြီးဆုံးချောကလက်စက်ရုံကြီးကိုတိစောက်ခဲ့လိုက်နိုင်တယ်။ဒါပေမဲ့နောက်ပိုင်းသူ့ရဲ့ပြိုင်ဘက်တွေကသူ့ကိုမနာလိုဖြစ်လာခဲ့တာကြောင့်သူတို့ကပတ်စံတွေအများကြီးအကုန်ကြခံပြီးတော့တောင်ဝန်ကာရဲ့ရှိုးအချက်တွေကိုခိုးယူဖို့အတွက်စက်ရုံထဲကိုသူ့ရှိုးတွေလွတ်ခဲ့ကြတယ်။ဒီသူ့ရှိုးတွေကြောင့်ပဲဝန်ကာကစက်ရုံကိုပိတ်ပစ်ဖို့ဆုံးဖြတ်လိုက်ရပြီးတော့နောက်3နှစ်အကြာမှာချောကလက်စက်ရုံကပြန်လည်ပတ်လာခဲ့ပေမဲ့စက်ရုံထဲမှာတော့အလုပ်သမားတစ်ယောက်မှမရှိပါဘူး။တရက်မှာတော့ဝန်ကာကချောကလက်9တုံးထဲမှာရွှေရောင်လက်မှတ်9ဆောင်ကိုဝတ်ထားလိုက်ပြီးအဲ့ဒီရွှေရောင်လက်မှတ်ကိုရှာတွေ့သူတိုင်းကသူ့စက်ရုံထဲကိုလဲပတ်ခွင့်ရမယ်အပြင်ရှိုးဝတ်ဆန်းပြတဲ့စုကြီးတစုကိုလည်းရရှိမဲ့အစီအစဉ်တစ်ခုပြုလုပ်ခဲ့တယ်။ဒီသတင်းထွက်လာတာနဲ့တပြိုင်နက်တကဘာလုံးကလူတွေအယူမှုတွေဖြစ်ကုန်ပြီးဝန်ကာရဲ့ချောကလက်တွေကစိုင်းမာတင်လိုက်တာနဲ့အလင်းအမြန်ပဲကုန်သွားခဲ့ပြီးတော့တိတ်မကြခင်မှာပဲကန်ထူးရှင်တွေပေါ်ထွက်လာခဲ့ပါတယ်။ပထမတစ်ယောက်ကတော့မနာတန်းစားရင်းနဲ့လက်မှတ်ကိုအလွယ်တကူရှာတွေ့သွားတဲ့ဝဝတုတ်တုတ်ကောင်လေးတစ်ယောက်ပါ။ဒုတိယတစ်ယောက်ကတော့သူ့သမီးလက်မှတ်ရဖို့အတွက်ချောကလက်တွေကိုအများကြီးဝယ်ပေးခဲ့တဲ့တထေးကြီးတဦးရဲ့သမီးဖြစ်ပြီးတတိယမြောက်မိန်းကလေးကတော့စက်ရုံကိုစိတ်ဝင်စားခဲ့ပေမဲ့သူမကအရာတိုင်းမှာနံပါတ်1ဖြစ်ကြောင်းတက်တည်ရဖို့အတွက်လက်မှတ်ကိုရအောင်ယူခဲ့တာပါ။စတုတ်ထတစ်ယောက်ကတော့လက်မှတ်ရှိနိုင်မဲ့နေရာကိုတွက်ချက်မှုတွေနဲ့ရှာဖွေခဲ့တဲ့ပါရမီရှင်ကောင်လေးတစ်ယောက်ပါ။ဒီနောက်ချာလီလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကလည်းစက်ရုံထဲကိုသွားကျင်နေခဲ့ပေမဲ့သူ့မိသားစုကတော့အရန်ကိုဆင်းရဲနေခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းစွာပဲသူမိဘတွေကသူ့ရဲ့မွေးနေ့အတွက်ချောကလက်တစ်တုံးဝယ်ပေးခဲ့ကြပြီးမိသားစုကမျှော်လင့်တကြီးကြည့်နေတဲ့ကြားမှာချာလီကချောကလက်ခွန်ကိုခွာလိုက်တဲ့အခါမှာတော့ကန်ဆိုးစွာပဲဘာလက်မှတ်မှပါမလာခဲ့ဘူး။နောက်နေ့မှာတော့ချာလီကစက်ရုံကိဝတ်မှာရက်နေရင်စက်ရုံထဲကိုဝင်ရရင်ဘလို့နေမလဲဆိုတာစိတ်ကူးရင်နေခဲ့လိုက်ပြီးသူအိမ်ပြန်လာတဲ့အခါမှာသူကလမ်းပေါ်မှာဒေါ်100တန်တရက်ကိုကောက်ရလာခဲ့တယ်။ဒီတော့ချာလီလည်းဘာမှစဉ်းစားမနေတော့ပဲအနီးဆုံးချောကလက်ဆိုင်ကိုပြေးသွားပြီးတော့ဆိုင်ရှင်ကိုပတ်စံပေးလိုက်တော့ချောကလက်တစ်ခုရလာခဲ့တယ်။ဒီတစ်ချိန်မှာတော့ကံကောင်းချင်းတွေကချာလီဘက်မှာရှိနေခဲ့ပါတယ်။အနီးနားကဖောက်တယ်တွေကချာလီရဲ့လက်မှတ်ကိုဈေးကြီးပေးဝယ်ဖို့ကမ်းလှမ်းနေခဲ့ကြပေမဲ့ဆိုင်ရှင်ကတော့ချာလီကိုအိမ်ကိုအမြန်ပြန်လာကောင်းနိုင်မယ်လို့အကြံပေးလိုက်တာကြောင့်ချာလီလည်းအိမ်ကိုအပြေးလွှားပြန်လာပြီးသူ့မိသားစုကိုဒီသတင်းကောင်းကိုပြောပြလိုက်တယ်။ရွှေရောင်လက်မှတ်ကိုမြင်လိုက်ရတဲ့အခါမှာတော့ပျော်တွန်းလို့အဖိုးဖြစ်သူတော်ကတင်ပေါ်ကနေခုန်ဆင်းပြီးဝမ်းသာအားရကောက်ခုန်နေပါတော့တယ်။ဒါပေမဲ့ချာလီကတော့သူ့မိသားစုရဲ့အနေထားကစက်ရုံကိုအလဲပတ်သွားရဖို့ထက်ပတ်စံကိုပို့ပြီးလိုအပ်နေကြတာကြောင့်ဒီလက်မှတ်ကိုပြန်ရောင်းချင်တယ်လို့ပြောလိုက်တယ်။